သာသနာတော်နှစ်2566နှစ်ကောဇာတက္ကရာ1384ခုနှစ်ဝါဆိုလဝိကျော်9ရက်2022ခုနှစ်ဇူလိုင်လ19ရက်အင်္ဂါနေ့၌အွန်လိုင်းမှာဟောကြားအပ်သောမြတ်ဗုဒ္ဓနှင့်မာဂန္ဒီယပရိပါစကအကြောင်းအပိုင်းနှစ်တရားဒေသနာတော်မြတ်စွာဘုရားသူ့ဘဝတွေ့ကြုံနဲ့ဆက်ဆက်ပြီးတော့မာဂန္ဒီယပရိပိုက်ကိုရှင်းပြတာဖြစ်တယ်သူအပိသဘဝတုန်းကမိုးရသည်မှာမိုးရသည်စံနှံပေါ်မှာလေးလပတ်လုံးအောင်မစင်မဲ့ကာမဂုဏ်အာယုန်နဲ့ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်ခဲ့တယ်ပေါ့နောက်ပိုင်းရောက်တဲ့အခါကာမဂုဏ်အာယုန်ရဲ့အပြစ်တွေကာမဂုဏ်အာယုန်ရဲ့အကြောင်းတရားတွေကာမဂုဏ်အာယုန်ရဲ့ချုပ်ငြိမ်းမှုတွေဒါတွေကိုသိရှိနားလည်လာတဲ့အခါကျတော့ကာမဂုဏ်အာယုန်ဒီပေါ်မှာဖယ်ရှားလိုက်ပြီးကာမဂုဏ်အာယုန်ကင်းတဲ့အစ္ဆဒဟုပတန္တာလို့ဆိုရယ်ကာမဂုဏ်အာယုန်ကင်းပြီးတော့လွတ်လပ်တဲ့ချမ်းသာတစ်ခုကိုရှာရှိခဲ့တယ်ပေါ့အဲ့ဒီလွတ်လပ်တဲ့ချမ်းသာတစ်ခုကိုရှာရှိပြီးတော့နေတဲ့အချိန်တော့ကအခုလိုကာမဂုဏ်အာယုန်ဒီမှာနေမွန်ပြီးတော့ကာမဂုဏ်အာယုန်နဲ့မှာနေကြတဲ့အခြားမင်းသားတွေအခြားတတိသကျွဲတွေအချမှုမဖြစ်ခဲ့ဘူးသူတို့ကိုအားမကြောက်ဘာလို့လို့ဆိုရင်ကိုယ်တိုင်ကကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုမြင်နေတော့သူတို့ဟာကာမဂုဏ်အာယုန်ကိုတွေ့တာမဲ့မောပြီးတော့ဒုက္ခရောက်နေကြတာကာမဂုဏ်ရဲ့ပူလောင်မှုတွေနဲ့ဒုက္ခရောက်နေတာကိုမြင်ရတဲ့အခါမှာသောတိတနာပြီးဟိမိတယ်လုံးဝအားမကြောက်သူတို့ဘဝကိုမတောင်းတဘူးသူတို့လူကာမဂုဏ်အာယုန်တွေထဲမှာပြောခြင်းနဲ့စိတ်လုံးဝမရှိဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့ငါဟာအဲ့ဒီကာမဂုဏ်အာယုန်နဲ့ကင်းပြီးချမ်းသာတဲ့ကာမဂုဏ်အာယုန်နဲ့ကင်းတဲ့အကုသိုလ်တွေကင်းတဲ့ကာမချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နိက္ခမဒုက္ခဆိုတာငါရတယ်အဲ့တော့လောကမှာကာမဒုက္ခဆိုတာကမျက်စိနာနာလျှာကာယအဲ့ဒီရူပတ္တရကဏရတ္တဖုဒ္ဓဘာလို့ဆိုတဲ့ဒီကာမဂုဏ်အာယုန်တွေနဲ့စိတ်ပူလောင်မှုတွေနဲ့ခံစားကြရတာဖြစ်တယ်အဲ့ဒီကာမဂုဏ်အာယုန်တွေကိုဖယ်ရှားလိုက်လို့ရှိရင်တော့ကာမဂုဏ်အာယုန်ကင်းတဲ့နိက္ခမဒုက္ခဆရာဆိုလိုတာကသမထချစ်စဉ်တွေကိုကျင့်လိုက်လို့ပထမဇန်ရသွားပြီဆိုရင်ကာမဒုက္ခတွေကိုလွန်မြောက်သွားပြီးတော့နိက္ခမဒုက္ခလို့ကာမဂုဏ်အာယုန်တွေကထွက်ခွာပြီးတော့ချမ်းသာတဲ့ချမ်းသာမှုကကာမဂုဏ်အာယုန်နဲ့မှချမ်းသာတာတဲ့ပို့ပြီးတော့ကောင်းတယ်လောကလူတွေကကာမဂုဏ်အာယုန်နဲ့မျက်စိကကြည့်ကျင်တာတွေကြည့်နားထောင်ကျင်တာတွေထောင်မွေးကြိုင်တဲ့အနတ်တွေကောင်းမွန်တဲ့အရာတွေအထီးတွေ့တွေနဲ့အဲ့ဒီပေါ်မှာပဲစိတ်တိုင်းကြလို့ရှိရင်ပျော်မွေးကြတယ်စိတ်တိုင်းမကြဘူးဆိုရင်ပူလောင်ကြတယ်အဲ့ဒီရှုပ်ထွေးပွေလေနေတဲ့
ကာမဒုက္ခတွေဖယ်လိုက်တဲ့အခါကျတော့နိခမ္မဒုက္ခကာမဂုဏ်အာယုန်တွေကကင်းသွားတဲ့ချမ်းသာဒုက္ခတစ်မျိုးရရှိခံစားရတယ်ဒါတမန်အပြင်ကြည့်မယ်ဆိုလို့ရှိရင်တမန်လူတွေမှတောင်မှပဲကမ္မထရိတ်တာသွားပြီးတော့အေးချမ်းချမ်းတရားနှလိုက်တဲ့အချိန်မှာကမ္မထရှိမှပွားများနေရတဲ့ချမ်းသာနဲ့ပွဲကင်းနဲ့မှစူးစူးညံ့ညံ့နဲ့နေရတဲ့ချမ်းသာကွဲပြားခြားနာသွားတာကိုသိရှိတယ်ပေါ့နော်ဆူညံနေတဲ့လောကထဲကထွက်ပြီးတော့အေဂျင့်နဲ့ဘဝမှာနေလိုက်တဲ့အခါမှာအေဂျင့်နဲ့ဘဝရဲ့ချမ်းသာကိုသိရှိသွားကြတယ်နောက်ဆုံးမှာလူဘဝကခိတ္တခဏခွာရှောင်ပြီးတော့ဒုံလဘယဟန်ဒုံလဘသီလရှင်ဝန်းလိုက်ရင်တောင်မှပဲအေဂျင့်နဲ့ဆိုတဲ့အရာကိုတွေ့သွားတယ်။တမန်အဖြစ်တော့တွေ့နိုင်ကြတယ်။အဲ့ဒါကိုနိခမ္မဒုက္ခလို့ခေါ်တယ်။ကာမဒုက္ခဆိုတာကတစ်မျိုးနိခမ္မဒုက္ခဆိုတာတစ်မျိုးနိခမ္မဒုက္ခရရှိသွားကြတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီကာမဒုက္ခကိုရှောင်စရာပိလဒုက္ခချမ်းသာအဖြစ်ထင်မြင်လာကြတယ်ရှောင်စရာချမ်းသာတစ်ခုနေတဲ့ထင်မြင်လာကြတယ်နိခမ္မဒုက္ခကအေဂျင့်နဲ့ချမ်းသာအဖြစ်ထင်လာတယ်ဒါကြောင့်မို့ကာမဒုက္ခကထွက်ပြီးတော့နိခမ္မဒုက္ခကိုရသွားတယ်ရသွားတဲ့အခါမှာကာမဒုက္ခခံစားနေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့အားကြတာတို့တောင်းတတာတို့မဖြစ်ဘူးတဲ့ရသော်ဗျာနန်းတော်မှာနေတော့ကချမ်းသာတဲ့အခုတော်ထဲမှာအဲ့ဒါအေးချမ်းတဲ့အကုသိုလ်ကင်းကင်းကာမဂုဏ်စိတ်ကင်းကင်းနဲ့နောက်ဆုံးမှာနတ်ချမ်းသာတွေတဲ့တောင်ပို့ပြီးတော့တာတဲ့နိခမ္မဒုက္ခနဲ့ပျော်မွေ့နေတဲ့အခါဘယ်လိုလုပ်ပြီးတော့ကာမဒုက္ခကိုငါတောင်းတမလဲတဲ့ဘယ်လိုမှမတောင်းတဘူးအဲ့လိုဆိုလို့တယ်နော်နောက်မြတ်စွာဘုရားဆက်ရှင်းပြတယ်ဒါသူ့ဘဝနဲ့ဆက်ပြီးတော့ရှင်းပြပြီးတမန်ပုဂ္ဂိုလ်တွေအနေထားနဲ့လည်းပဲဒါကြည့်မယ်ဆိုရင်သိတာနိုင်တယ်ဥပမာတစ်ခုမြတ်စွာဘုရားဟောတယ်ရှင်းပြတယ်လောကမှာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတဲ့တထေးပဲဖြစ်စီတထေးသားပဲဖြစ်စီသူတို့ဟာပစ္စည်းဥစ္စာပေါ်များကြွယ်ဝချမ်းသာသည့်အတွက်ကြောင့်ချမ်းသာတဲ့အဲ့ဒီချမ်းသာတဲ့ဘဝမှာကုသိုလ်ကောင်းမှုတွေလုပ်တယ်လုပ်တော့လူဘဝဆုံးသက်တဲ့အခါမှာနတ်ပြည်ရောက်သွားတယ်သူကနတ်ပြည်ရောက်တဲ့အခါနတ်ချမ်းသာခံစားပြီးတော့နေအဲ့ဒီလိုနတ်ချမ်းသာနတ်ပြည်ရောက်သွားပြီးတော့နတ်ချမ်းသာခံစားနေဒီနန္ဒောဥယျာဉ်နဲ့မှာနတ်သမီးချမ်းရံများစွာနဲ့နတ်စည်းစိမ်ချမ်းသာကိုခံစားနေရအဲ့လိုခံစားနေရတဲ့နတ်သားတယောက်ဟာလူပြည်ကတထေးတကြွယ်တယောက်စီးပွားဥစ္စာကြွယ်ဝချမ်းသာတဲ့ပုဂ္ဂိုလ်တယောက်လူချမ်းသာခံစားနေတာကိုတွေ့တဲ့အခါမှာသူဟာအားကြပါမလားဆိုရမေကုန်းထုတ်လိုက်တော့မာဂနိယကရှင်ဗျာဘယ်မှာအားကြပါမလဲနတ်ချမ်းသာဆိုတာလူချမ်းသာတဲ့ဒီပို့ပြီးတော့ကောင်းတယ်လူချမ်းသာကနတ်ချမ်းသာတော့မကောင်းဘူးနော်နတ်ချမ်းသာကလူချမ်းသာတဲ့အစပေါင်းများစွာတာလွန်တယ်အဲ့ဒါဥပမာတစ်ခုနဲ့ပြောထားတယ်ပင်လေရေလေးကိုသမမ်းမြက်ဖြားလေးနဲ့ထိယူလာတဲ့ရေပေါက်ရေဆက်ကလေးအဲ့ဒီရေဆက်ကလေးတစ်စက်နဲ့ပင်လေထဲမှာရှိတဲ့ပင်လေရေပြင်းကြီးနဲ့နှိုင်းစာလို့မရသလိုလူချမ်းသာနဲ့နတ်ချမ်းသာဆိုတာနှိုင်းစာလို့မရနိုင်ဘူးလို့ပြော
နတ်ချမ်းသာကလွန်ကြီးမားတယ်ပေါ့လူတွေလက်လန်းမမိတိုင်းနဲ့နတ်ချမ်းသာကမတမချမ်းသာတယ်အဲ့တော့နတ်ချမ်းသာခံစားနေရတဲ့နတ်သားတယောက်ဟာလူတွေခံစားနေရတဲ့လူချမ်းသာကိုဘယ်လိုလုပ်ပြီးတော့အားကြမလဲဘာလို့လို့ဆိုရင်လူချမ်းသာတဲ့ပို့ပြီးတော့ချမ်းသာတဲ့နတ်ချမ်းသာကိုခံစားနေရတာဖြစ်တယ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကသူ့ဘဝနဲ့ဆက်ပြီးတော့ပြောပြတတ်တာငါလူဘဝတော့ငါခံစားခဲ့ရတဲ့မင်းသားဘဝစီးစိမ်ဥစ္စာတွေဆိုတာတဲ့လူချမ်းသာအစင်မရှိတယ်ပေါ့အခုငါရရှိထားတဲ့နိက္ခမဒုက္ခဆိုတာနတ်ချမ်းသာတဲ့တောင်ပို့ပြီးတော့တာလုံးနဲ့ချမ်းသာဖြစ်တယ်ဒါကြောင့်မို့လို့ဘယ်လိုလုပ်ပြီးတော့လူချမ်းသာခံစားနေတဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြီးတော့ငါဟာအားကြပါမလဲတဲ့သူတို့တဲ့တာလွန်တဲ့ချမ်းသာတစ်ခုကိုငါရထားပြီးပြီပဲတော့ဒီခုနဲ့တခုနိုင်ရှင်ပြီးတော့မြတ်စွာဘုရားချမ်းသာတစ်ခုကတာလွန်တဲ့ချမ်းသာတစ်ခုရထားရင်အောက်တန်းကြတဲ့ချမ်းသာမျိုးဘယ်တော့မှမတောင်းတဘူးဆိုတဲ့ဒီဘက်ကိုဖော်ပြတာနော်နောက်တစ်ခါမြတ်စွာဘုရားဥပမာနဲ့ပြောတယ်ဥပမာလူတယောက်ဟာဝဲဆွဲတဲ့အနာကြီးတွေပေါက်တယ်အဖူးပိတ်နေပေါက်တယ်အဲ့ဒါလိုအဖူးပိတ်နေပေါက်တဲ့အခါမှာဆေးဆရာကဆေးတွေတုပ်လိမ့်ပြီးတော့အဲ့ဒီအဖူးပိတ်အနာကြီးတွေဟာပိုးကြပြီးတော့ပိုးတွေကကြိုက်တဲ့အတွက်ကြောင့်လောက်ကြပြီးလောက်ကကြိုက်တဲ့အခါမှာမိခင်ရတယ်ပေါ့မိခင်ရတယ်အဲ့လိုယောဂဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်မိခင်လိုက်ဆွေတွေမျိုးတွေကနေဒီဆေးဆရာပင့်ပြီးတော့မိခင်ပြီးတော့ကုပေးတယ်ကုပေးတဲ့အခါမှာသူဟာယောဂပျောက်ကင်းသွားပြီးတော့ချမ်းသာသွားတယ်ခန္ဓာကိုယ်မှာရှိတဲ့အနာတွေကကင်းစင်သွားပြီးတော့သွားကြံသွားနေကြံနေလို့ရသွားပြီအဲ့တော့မိခင်စရာလည်းမလိုတော့ဘူးပေါ့အဲ့ဒီချောကပျောက်သွားတဲ့လူနာတယောက်ဟာချောကထနေလို့ဆေးလိမ့်ပြီးတော့လူနာယောဂဝဲဆွဲယောဂကြောင့်ဒီကိုယ်လုံးရရမနေနိုင်မထိုင်နိုင်ဖြစ်နေလို့မိခင်နေရတဲ့ယောဂတဲ့တယောက်ကိုတွေ့ရင်သူဟာအဲ့လိုလှုပ်ချက်တဲ့စိတ်ပေါက်ပါမလားတဲ့ဘယ်ပေါက်တော့မလဲဘာဖြစ်လို့တော့ဆိုရင်ယောဂရှိမှစေကုသမှုဆိုတာကိုခံနိုင်တာယောဂမရှိရင်စေဆိုတာမလိုအပ်ဘူးယောဂီအတ္တိနာပိသစ္စေနကရဏီယဟောတိစေကုเสียမလိုဘူးအဲ့ဒါမြတ်စွာဘုရားသူ့ဘဝကိုပြောတာငါဟာတိတ်ဘဝတုန်းကမင်းသားဘဝတုန်းကကာမဂုဏ်အာယုန်နေနဲ့ပြောပါပါနေခဲ့တယ်နောက်ပိုင်းကျတော့ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုမြင်လာပြီးတော့ကာမဂုဏ်အာယုန်ကင်းတဲ့ချမ်းသာကိုအခုအားရရှိနေတာဖြစ်တယ်ချောကပြောက်သွားတဲ့ပုဂ္ဂိုလ်သည်ဆေးကုเสียမလိုတော့တယ်လို့ငါမှလည်းပဲချောကပြောက်နေတဲ့ပုဂ္ဂိုလ်လိုပဲဘာမှချမ်းသာဒုက္ခအတွက်ကာမဂုဏ်ချမ်းသာအတွက်ငါမှဘယ်လိုမှတောင်းတမှုမရှိတော့ဘူးလို့အဲ့တော့ဒီဥပမာနှစ်ရက်နဲ့မြတ်စွာဘုရားရှင်းပြတာနော်ဥပမာနှစ်ရက်ကနတ်ချမ်းသာခံစားနေရတဲ့ပုဂ္ဂိုလ်ကလူချမ်းသာကိုမတောင်းတဘူးနောက်တစ်ခါယောဂရှိတော့ကစေကုသပြီးအရာဖြောက်ရတဲ့ပုဂ္ဂိုလ်တယောက်ဟာယောဂပျောက်သွားလို့ရှိရင်အဲ့ဒီစေကုသမှုဆိုတာကိုမလိုအပ်တာငါမှလည်းပဲဒီတိုင်းပဲကာမဂုဏ်အာယုစိတ်တွေဆိုတာရှိနေတဲ့အချိန်တုန်းကတော့အဲ့ဒီပေါ်မှာတွေ့တာမှုတွေဖြစ်ခဲ့တယ်သို့တော့အခုကာမဂုဏ်အာယုနေတဲ့ပို့ပြီးတော့ချမ်းသာတဲ့နိက္ခမဒုက္ခကိုရရှိထားတဲ့အခါငါဘယ်လိုလုပ်ပြီးတော့အဲ့ဒီချမ်းသာမျိုးတွေကို
တောင်းတပါတော့မလဲလို့ဒီလိုဥပမာနဲ့ပေးတာအဲ့တော့နောက်ဥပမာတစ်ခုနဲ့တစ်ခါပြောတယ်လူနာရွယ်ကဆွဲပြီးတော့ခန္ဓာကိုယ်တစ်ကိုယ်လုံးရာရံပြီးတော့နေတဲ့ပုဂ္ဂိုလ်တယောက်ကိုဆေးတွေလိမ့်ပြီးတော့အပူပေးရတယ်ရှားတာပြူတာတွေတက်တာအပူနဲ့ကပ်ပြီးတော့ပေးတယ်တော့အဲ့ဒီဆေးတွေမျိုးတွေကဆေးကုသပေးလို့ဆေးကုသဖို့အတွက်အဲ့ဒီရာရံနေတဲ့ရှောကဆွဲနေတဲ့ပုဂ္ဂိုလ်ကိုဆေးကုသပေးလိုက်တဲ့အခါမှာသူဟာပျောက်ကင်းချမ်းသာသွားတယ်အဲ့လူကောင်းပဂတိဖြစ်သွားတယ်အဲ့ဒီလူကောင်းပဂတိဖြစ်တဲ့အခါကျတော့ယောဂရှိတော့ကလို့သူ့ရဲ့ခန္ဓာကိုယ်ကိုမီးကင်မဲ့ဆိုလို့ရှိရင်သူဟာခံနိုင်ပါမလားအနာယောဂရှိနေတော့အလွန်ညာတဲ့အခါမှာဆေးကပ်ပြီးတော့မီးကင်ပေးတဲ့အခါမှာအရာတက်တာတယ်နာတက်တာတယ်မိခင်နာကယောဂတက်တာသွားတယ်အဲ့တော့ယောဂပြောင်းနေတဲ့ပုဂ္ဂိုလ်ကိုအဲ့လိုမိခင်မဲဆိုလို့ရှိရင်သူ့ကိုမိတ်ဆွေတွေဆွေမျိုးသားချင်းတွေကဆွဲခေါ်ပြီးတော့မိခင်မဲဆိုလို့ရှိရင်သူဟာယုံကံမှာပဲတဲ့ဘာလို့လဲဆိုရင်မိဆိုတာပူတယ်ပူတာမခံနိုင်တော့ဘူးယောဂရှိတော့ပူတဲ့တံကိုခံနိုင်တယ်ခုယောဂမရှိတဲ့အခါမှာပူတဲ့တံကိုမခံနိုင်ဘူးသူဟာအတင်းယုံကံပြီးတော့မိခင်နာကိုသူခံမှာမဟုတ်ဘူးတဲ့အဲ့ဒီမှာစဉ်းစားကြည့်ပေါ့မိဆိုတာယောဂရှိနေမှပူတာလားယောဂမရှိတဲ့လူအတွက်ရောမပူလားဆိုတော့မိဟာဘယ်ပုဂ္ဂိုလ်အတွက်ပဲဖြစ်ဖြစ်ပူတာကြီးပဲသို့တော့ယောဂရှိရာရံနေတဲ့အချိန်တုန်းကတော့မိပူလေးခံလိုက်ရတဲ့အခါကျတော့တက်တာလို့ခံရတယ်တက်တာတဲ့သဘောတက်တာရဲဆိုတဲ့အနေအထားကိုတွေ့ရတယ်တော့ယောဂပြောင်းနေတဲ့အခါကျတော့ဒီမီးပူမှုကိုလုံးဝမခံနိုင်တော့အဲ့တော့မီးဟာအရင်တော့လည်းပူတာပဲအခုလည်းပူတာပဲယောဂရှိနေတော့ကတော့ဒီမီးပူတာလေးကသူ့အတွက်မှာယောဂသက်သာတယ်လို့စိတ်ထဲမှာခံစားရတယ်အဲ့တော့ယောဂပြောင်းသွားပြီဆိုတဲ့အခါမှာဒီမီးပူတာကိုလုံးဝမခံနိုင်တော့အဲ့ဒါလိုပဲကာမဂုဏ်အာယုန်စိတ်တွေရှိနေစဉ်အချိန်ခါကာလတုန်းကစိတ်ဖြည့်တဲ့အနေနဲ့ကာမဂုဏ်အာယုန်တွေကိုခံစားရတဲ့အခါမှာတတ်တာမှုရတယ်ဆိုလိုတာကကာမဂုဏ်ချမ်းသာဆိုတာအပြည့်အဝချမ်းသာမဟုတ်ဘူးယောဂရှိတဲ့ပုဂ္ဂိုလ်မီးလေးကင်ပေးလိုက်တဲ့အခါမှာတတ်တာတယ်လို့ပဲကာမဂုဏ်အာယုန်ခံစားခြင်းနဲ့စိတ်တည်ဖြစ်လာလို့ထိုကာမဂုဏ်အာယုန်ဒီပေါ်မှာမမောနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကာမဂုဏ်အာယုန်လေးကိုခံစားလိုက်ရတဲ့အခါမှာသူကစိတ်ထဲမှာချစ်နှမှုလေးရသွားတယ်အဲ့ချစ်နှမှုလေးရတယ်ဆိုခဏလေးပဲချစ်နှမှုလေးပဲရတယ်တကယ်ထာဝရချစ်နှက်သွားတာမဟုတ်ဘူးအပြည့်အဝချစ်နှက်သွားတာမဟုတ်ဘူးခိတ္တခဏချစ်နှက်သွားတာပဲဖြစ်တယ်အဲ့ဒီဥပမာအတိုင်းပဲယောဂရှိတဲ့ပုဂ္ဂိုလ်ဟာမိလေးกินလိုက်တဲ့အခါမှာတတ္တရတယ်လို့ကာမဂုဏ်အာယုမခင်းသေးတဲ့ပုဂ္ဂိုလ်ဟာကာမဂုဏ်ကိုခံစားလိုက်ရလို့ရှိရင်အဲ့ဒီကာမဂုဏ်အာယုကိုအကြောင်းပြုပြီးတော့စိတ်တတ္တမှုပျော်ရွှင်မှုတွေရတယ်နောက်တစ်ခါကာမဂုဏ်အာယုန်ရဲ့အပြစ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသူ့ကိုမေးခွန်းထုတ်တယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းပဲဖြစ်စေအမတ်ကြီးတွေပဲဖြစ်စေသူတို့ဟာ
ကာမဂုဏ်အာယုန်နဲ့မှပျော်မြူးပြီးတော့အဲ့ဒီကာမတဏှာကိုမစွန့်လွတ်ဖဲနဲ့စိတ်အေးတက်တက်တာတာနေနိုင်တဲ့ဆိုတာမင်းချဘူးသလားလူတိုင်းဟာဘလောက်ချမ်းသာကာမဂုဏ်အာယုန်ဆိုတဲ့လောဘစိတ်တွေရှိလာလို့ရှိရင်စိတ်ပူလောင်မှုတွေခံစားကြရတယ်အားလုံးနော်အေးချမ်းမှုကိုခံစားရတာမဟုတ်ဘူးစိတ်ထဲမှာပူလောင်မှုတွေအလိုမကျမှုတွေအဲ့လိုမျိုးတွေပဲခံစားရတယ်အဲ့ဒီလိုတိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေတို့မင်းမကြီးတွေတို့ဟာဒီကာမဂုဏ်အာယုန်တွေကိုမစွန့်ပယ်ပဲနဲ့ချမ်းချမ်းသာသာနေရတယ်သူတို့ဟာအလွန်ချမ်းသာကြတယ်ဆိုတာကြားဘူးသလားဆိုတော့မကြားဘူးပါဘူးတဲ့တကယ်ကတော့သူတို့ဟာလည်းပဲကာမဂုဏ်အာယုန်တွေကိုစွန့်လွတ်လိုက်တဲ့အခါမှာခိတ္တခဏအေးချမ်းမှုဆိုတော့ရရှင်မင်းလှုပ်ပြီးတော့လောဘတွေကြီးစစ်ပွဲဆင်နွယ်နေလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုလုပ်ချမ်းသာမချမ်းသာဘူးလို့ဆိုလို့တယ်နော်တိုက်ခဲလူရက်နေဘယ်လိုလုပ်ပြီးတော့သူ့မှာချမ်းသာမချမ်းသာနိုင်ဘူးလို့ဆိုလို့တယ်ကာမဂုဏ်အာယုန်စိတ်တွေများနေတဲ့ပုဂ္ဂိုလ်ဟာဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ချမ်းသာဒုက္ခဆိုတာမရဘူးဒီကာမဂုဏ်အာယုန်စိတ်တွေကိုဖယ်ရှားနိုင်မှသာလေစိတ်နှလုံးအေးချမ်းတဲ့ဆိုတာဖြစ်နိုင်တယ်သမဏပြမဏဆိုတဲ့ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေလည်းပဲဒီကာမဂုဏ်တောင်းတမှုဆိုတဲ့တဏှာကိုမပယ်ပဲနဲ့စိတ်ချမ်းသာကိုယ်ချမ်းသာနေနိုင်တဲ့ဆိုတာရှိနိုင်ပါမလားတဲ့မရှိဘူးသူတို့ဟာကာမဂုဏ်အာယုန်တွေကိုစွန့်ခွာပြီးတဲ့နောက်မှာစိတ်ချမ်းသာကိုယ်ချမ်းသာမှုရတာဖြစ်တယ်ကာမဂုဏ်အာယုန်မစွန့်မဲနဲ့စိတ်ချမ်းသာတယ်ဆိုတော့လောကမှာမရှိဘူးလို့ပြောတယ်နော်အဲ့တော့မရှိဘူးခိတ္တခဏလေးပဲမပြောပလောက်တဲ့ချမ်းသာဒုက္ခလေးကိုရတယ်ကာမဒုက္ခဒုက္ခလူလို့ကာမဒုက္ခလိကနိယောဂဆိုသူတို့ချမ်းသာတာခံစားတာခဏလေးပဲခံစားတယ်ဥပမာပဲဆိုတော့အစားတော့စားရဲဆိုမဝခင်လေးပဲစားကြတာလေဝါသွားရင်ဘာကြိတ်ကြိတ်မစားနိုင်တော့ခဏလေးပဲလေလာရပါရကြည့်တယ်ဆိုတာလည်းပဲတနေ့ကုန်ကြီးထိုင်မကြည့်နိုင်ဘူးခဏပဲကြည့်နားထောင်တာလည်းခဏပဲနားထောင်နိုင်အကြာကြီးနားထောင်လို့မရဘယ်ပဲဖြစ်ဖြစ်အဲ့ဒီကာမဂုဏ်အာယုန်တွေဟာအကြာကြီးလက်ခံပြီးတော့အကြာကြီးနေလို့မရတဲ့ဟာတွေခိတ္တခဏပန်းဖြည့်တဲ့သဘောလောက်ပဲရနော်စိတ်ရဲ့ဖြည့်ရဆိုတဲ့အတိုင်းစိတ်ပြေယုံလေးလောက်နဲ့သူကထိတဲ့ပိုးသွားလို့ရှိရင်ကာမဂုဏ်အာယုန်ဟာညှိငွေ့သွားတာပဲလို့ဆိုလို့တယ်နော်ညှိငွေ့သွားတာအဲ့တော့တကယ်သူတော်စင်တွေဟာလည်းပဲကာမဂုဏ်အာယုန်ရဲ့အပြစ်တွေကိုသိပြီးတော့ကာမဂုဏ်အာယုန်စိတ်တွေကိုဖယ်ရှားလိုက်တဲ့အခါမှာသူတို့ရဲ့တဏ္ဍာမှာငြိမ်းချမ်းတဲ့စိတ်နဲ့သူတို့နေနိုင်တာဖြစ်တယ်နိက္ခမဒုက္ခဆိုတဲ့စိတ်နဲ့တဏှာကြီးနေမလားနှစ်နာရီနေမလားဘယ်နဲ့ရဲ့ပဲနေမလုံးမရှက်နေနိုင်တယ်အဲ့ဒါနဲ့ပတ်သက်ပြီးတော့တခါတော့ကဒီနိဂန္ဓတွေနဲ့မြတ်စွာဘုရားနဲ့စကားပြောတဲ့အချိန်မှာနိဂန္ဓတွေကသူတို့ပြောလိုက်တဲ့အထင်ပဲပါသွားတော့ဆိုအရှင်ဂေါရမတဲ့ဖိမိတာရမင်းကပူချမ်းသာတယ်ပေါ့အဲ့ဒါလေးပြောလိုက်တယ်သူတို့အမှတ်တမဲ့ပြောလိုက်တာအရှင်ဂေါရမချမ်းသာတဲ့ဖိမိတာရမင်းကချမ်းသာတယ်လို့ဆိုတော့အေးမြတ်စွာဘုရားကမင်းတို့အမှတ်တမဲ့ဒီစကားပြောလိုက်တယ်ငါမေးမယ်ဖိမိတာရကငါရဲ့ချမ်းသာတာလားငါကဖိမိတာရတဲ့ချမ်းသာတာလားဆိုရင်ဆိုဖိမိတာရမင်းဟာမလုံးမရှက်တဏှာကြီးနေနိုင်ရဲ့လားမြတ်စွာဘုရားကငါမလုံးမရှက်တဏှာကြီးတရက်လဲနေနိုင်တယ်9ရက်လဲနေနိုင်တယ်မလုံးမရှက်နေနိုင်တယ်ဖိမိတာရမင်းဟာတဏှာကြီးပြည့်အောင်မလုံးမရှက်မနေနိုင်ဘူးအဲ့တော့ဘုသူကပူချမ်းသာလေ
မြတ်စွာဘုရားဆံဝင်စားပြီးတော့နေတဲ့အခါသဘာဝဝင်စားပြီးတော့နေတဲ့အခါမှာမလုံးမရှက်နေနိုင်တယ်လေချမ်းသာလို့နေနိုင်တာပဲမချမ်းသာတဲ့လူကဟိုရွှေ့ဒီရွှေ့နေရတာလေအဲ့တော့မချမ်းသာလို့ရွှေ့တာအဲ့တဲ့အခါဟိုဘက်ဆောင်းလိုက်ဒီဘက်ဆောင်းလိုက်ဘာလို့ဆောင်းညောင်းလို့ဆောင်းညောင်းတာဆိုတာချမ်းသာတာမှမဟုတ်တာမချမ်းသာလို့လူတွေဟာအိရိယာပုတ်ပြောင်းပြီးတော့နေရတာစိတ်ချမ်းသာမှုလည်းမရှိဘူးယောဂလည်းချမ်းသာမှုမရှိဘူးအစင်မပြေဘူးအကြာကြီးနေကြောညောင်းနေနော်အကြာကြီးအိတ်လို့လည်းမရဘူးကြာကြီးထိုင်လို့လည်းမရဘူးလူရဲ့ဣရိယာပုတ်ဆိုတာထိုင်နေတာကြာလို့ရှိရင်ထားရတယ်လမ်းလျှောက်ရတယ်လမ်းလျှောက်တာကြာလို့ရှိရင်ထိုင်ရပြန်တယ်ထိုင်တာကြာရင်လျောင်းအိတ်ဆေးရတယ်လျောင်းထိုင်ရက်သွားပြောင်းနေလို့လူတွေဟာခဏရရှိနေတာဘယ်အရာကိုမှတခါလဲကြာရင်နေလို့မရဘူးအဲ့တော့မြတ်စွာဘုရားကြတော့အကြာကြီးနေလို့ရတယ်မပြောင်းမရွှေ့ပဲနဲ့တနေရာထဲမှာ9 ရက်နေလို့ရတယ်သွားပါဝင်စားအဲ့ဒါလို့ဆိုလို့ရှိရင်ဘယ်သူကပို့ချမ်းသာတော့လို့မေးခွန်းထုတ်လိုက်တယ်မြတ်စွာဘုရားဗိမိသာရအကြာကြီးမှမထိုင်နိုင်တာဟုတ်အဲ့တော့ယောဂနာအနေနဲ့ရောစိတ်ဓာတ်အနေနဲ့ရောမြတ်စွာဘုရားကပို့ချမ်းသာတာဖြစ်တယ်ပေါ့အဲ့ဒါကြောင့်ဒီသမဏပြမနာတွေဟာကာမဂုဏ်အာယုစိတ်တွေကိုဖယ်ရှားလိုက်ပြီးတော့ကာမဂုဏ်အာယုကင်းတဲ့စိတ်နဲ့အစ္ဆဒအငြိမ့်တဲ့နဲ့သူတို့ဟာနေနိုင်ထိုင်နိုင်ကြတယ်ဆိုပြီးတော့မြတ်စွာဘုရားကခါရလေးတစ်ပုဒ်ရွတ်လိုက်တယ်ပြောရင်အာရောကြပရမလာဘနိဗ္ဗာန်ပရမဒုက္ခအထင်ကြီးကောသမေကနံခေမံအမတခမိနံမြတ်စွာဘုရားကဒီဥရန်စကားလေးကိုရွတ်လိုက်တာသူ့ကိုဟောတာမဟုတ်ဘူးနှုတ်ကနေထွက်ပြီးတော့ဆိုလိုက်တာပေါ့ပြောရင်စကားကိုရပ်ပြီးတော့ဒီဥရန်လေးကိုကျူးလိုက်တယ်ပေါ့ဆိုလိုတဲ့အိဗယ်ကဘာတွေပဲရရှားတာတွေထဲမှာကျမ်းမာမှုရတာအကောင်းဆုံးအာရောကြပရမလာကျမ်းမာမှုရတာအကောင်းဆုံးနိဗ္ဗာန်ပရမဒုက္ခချမ်းသာတွေထဲမှာလည်းပဲနိဗ္ဗာန်ချမ်းသာဟာအကောင်းဆုံးအထင်ကြီးကောသမေကနံခေမံအမတခမိနံလမ်းကြောင်းတွေထဲမှာလည်းပဲဖေးရန်ကင်းပြီးတော့မတရားနိဗ္ဗာန်ကိုပို့ဆောင်နိုင်တဲ့မဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းဟာအကောင်းဆုံးလို့ဒီဥရစကားလေးကိုမြတ်စွာဘုရားသူရှုဆိုလိုက်တဲ့အခါမှာမာဂဏိယပြပိုက်ကပြောလိုက်တော့ဆိုဟာရှင်ဂေါရမပြောတဲ့စကားဟာအံ့ဩစရာပဲနော်ရှင်ဂေါရမဒီဂါထာလေးကိုရွတ်ဆိုလိုက်တာသူအံ့ဩတယ်ပေါ့သူလည်းဒီဂါထာကိုရတယ်ကြားဘူးတယ်ပေါ့ဒီစကားကိုကြားဘူးတယ်အာရောကြပရမန်လာဘနိဗ္ဗာန်ပရမန်ဒုက္ခဆိုတာသူတို့လည်းပဲဒီဂါထာလေးကိုသိတယ်ပေါ့ရတဲ့ထဲမှာကျမ်းမာမှုရခြင်းအကောင်းဆုံးနိဗ္ဗာန်ဟာချမ်းသာဆုံးဆိုတာသူတို့စာပေမှာလည်းဒါလေးလာတယ်တဲ့သူတို့ရဲ့ဆရာကြီးတွေကလည်းဒါဒီစကားကိုပြောခဲ့တယ်တဲ့အဲ့တော့ရှင်ဂေါရမအယူဝါဒနဲ့ကျွန်တော်တို့ရဲ့အယူဝါဒဟာအမှန်တမ်းတူညီတာပဲဒီအချက်မှာတူညီတာပဲလို့အဲ့လိုသူကဝင်ပြီးတော့ပြောလိုက်တဲ့အခါမှာမြတ်စွာဘုရားမာဂဏိယမင်းတို့ရဲ့ဆရာကြီးကဒီစကားကိုပြောခဲ့တယ်ဆိုရင်ငါမေးမယ်ကတ္တမန္တံအာရောချံကတ္တမန္တံနိဗ္ဗာနံချောကကင်းတဲ့ဆိုတာပြောတာလေနိဗ္ဗာန်ဆိုတာဘယ်ဟာကိုပြောတာလဲလို့မြတ်စွာဘုရားသူ့ကိုမေးလိုက်တယ်မေးတော့အဲ့ဒီမာဂဏိယပြပိုက်ကဒီသူ့ကိုယ်ခန္ဓာကြီးကိုသူလက်နဲ့ပုတ်ပြီးတော့ဘာပြောတော့ဆိုဣဒံတံဘောဂရမအရောချံချောကကင်းတဲ့ဆိုဟောဒီကျမ်းမာတဲ့ခန္ဓာကိုယ်ကြီးပေါ်လို့သူနော်ချောကကင်းတဲ့ဆိုဟောဒီကျမ်းမာတဲ့ခန္ဓာကိုယ်ကြီးပေါ်သူကိုယ်သူလက်နဲ့ပုတ်ပြီးတော့နိဗ္ဗာန်ဆိုတာလေဣဒံတံနိဗ္ဗာန်ဟောဒီနိဗ္ဗာန်ဆိုတာလေဒီခန္ဓာကိုယ်ကြီးအထက်ကနေအောက်
ထိတလမ်းများရှိတဲ့ခန္ဓာကိုယ်ကြီးထဲမှာချမ်းသာတယ်ဆိုတာလည်းဒီခန္ဓာကိုယ်ကြီးပြောတာနိဗ္ဗာန်ဆိုတာလည်းဒီခန္ဓာကိုယ်ကြီးပြောတာအဟမတမိဘောဂရမဣတရိအာရောဂောဒုက္ခိနမံကိဉ္စီအာဘာရတိတဲ့အခုတပည့်တော်ဟာသိချမ်းပါတယ်ဘာယောဂအမှမရှိဘူးဆိုပြီးတော့သူ့ကိုယ်သူကိုပုတ်တက်ပြီးတော့သူတို့ပြောတဲ့ကျမ်းမာမှုနိဗ္ဗာန်တို့ဆိုတာဒီခန္ဓာကိုယ်ကြီးထဲမှာပဲရှိတယ်ဆိုပြီးတော့အဲ့လိုအာရပါရသူကဒီစကားကိုဆိုလိုက်တယ်ဆိုတော့မြတ်စွာဘုရားကသူ့ကိုဥပမာတစ်ခုပြောတယ်မာဂဏီကငါဥပမာတစ်ခုပြောမယ်တဲ့မွေးကြတဲ့မျက်စိနှစ်ကွင်းအလင်းမရတဲ့လူတယောက်ဟာဘာကိုမှပြင်ရမှာမဟုတ်ဘူးအယောင်ဆင်းဆိုလဲဘယ်အယောင်ကိုမှဖြူဒီဝါဆိုတဲ့အယောင်တွေကိုလည်းသူမြင်ရတာမဟုတ်ဘူးကောင်းကင်ကနက်ခတ်တွေလည်းသူမြင်ရမှာမဟုတ်ဘူးလတွေနေတွေလည်းမြင်ရမှာမဟုတ်ဘူးဒါပေမဲ့လို့မျက်စိကောင်းတဲ့လူတယောက်ကပြောတာကိုသူကြားတယ်အဲ့ဒီလူကဘာပြောတော့ဆိုအေးအဝတ်အစားတွေတော့ဖြူဖွေးပြီးတော့တန့်စင်နေတဲ့အိုးဟာအကောင်းဆုံးပဲနော်ရှေးခေတ်ကတော့အဝတ်ဖြူကိုဝတ်လို့ရှိတယ်ဒါကြောင့်မို့ဂိဟိဩရတဝဒနာဖြူသောအဝတ်ကိုဝတ်တယ်လို့လူတွေအများသောအဖြစ်ဖြူဝတ်ကိုဝတ်ကြခဏတိအောင်သီရိလင်္ကာနိုင်ငံမှာဥပုသ်တယ်တွေဆိုအဝတ်အဖြူပဲဝတ်တယ်ပစိုးလည်းအဖြူအင်ကြီးလည်းအဖြူအပေါ်အကိုယုံလည်းအဖြူကျောင်းသူကျောင်းသားတွေလည်းအကုန်လုံးအဖြူပဲဝတ်တယ်သူတို့ကအသားမဲလို့အဖြူကြိုက်တာလားတော့မသိဘူးအဖြူပဲဆိုဝတ်ကလေးတွေဝတ်ကြတယ်သူတို့ဒီတိုင်းပါရောင်မှမဆိုးဘဲနဲ့ပိတ်ဖြူကိုဝတ်ကြတယ်အဲ့ဒီမှာမျက်စိရှိတဲ့လူကသူ့ကိုပြောတယ်အဝတ်တွေထဲမှာတဲ့အဖြူရောင်အဝတ်ဟာအလုံးတန့်ပြန်ပြီးတော့အတန်ကောင်းတယ်ဆိုတော့အဲ့ဒီမျက်မမြင်တဲ့လူကအဖြူရောင်ဝတ်ကိုလိုက်ရှာအဖြူရောင်ဝတ်ကိုလိုချင်တော့လိုက်ရှာတော့လူတယောက်ကဘာလို့တော့ဆိုရင်စီရီနဲ့အညစ်အကြေးတွေအလိမ့်လိမ့်ကတ်နေတယ်သူ့မဲရဲ့အမွှေးနဲ့လှုပ်ထားတဲ့အဝတ်ကိုလိမ်ညာပြီးတော့ပြောလိုက်တာငါလူမင်းအဝတ်ဖြူဝတ်ချင်ဒါဝတ်กว่าလို့ဆိုတကယ်ကတော့မဲပြီးတော့စီရီနဲ့ပေးနေတဲ့ညစ်ပတ်နေတဲ့အဝတ်ကြီးအဲ့ဒါကိုအဖြူတန့်ရှင်းတယ်ဆိုပြီးတော့လိမ်ညာပြီးတော့သူ့ကိုပေးလိုက်တဲ့အခါသူကလည်းလက်ခံပြီးတော့အဲ့ဒီအဝတ်ကြီးကိုဝတ်ပြီးတဲ့အခါကျတော့ကောင်းလိုက်တာကွာဒီအဝတ်ဖြူကြီးဝတ်တာကောင်းလိုက်တာနဲ့ဆိုပြီးတော့အဲ့တော့မာဂဏီကမင်းစဉ်းစားကြည့်တဲ့အဲ့ဒီမျက်စိနှစ်ကွင်းလင်းမရတဲ့ပုဂ္ဂိုလ်ဟာဒီဖြူစင်တန်ရှင်းတဲ့အဝတ်ကြီးကကောင်းလိုက်တာနဲ့သူကျင့်တ်နေတာဟာသူမြင်လို့လားတဲ့ဒီဝတ်ကိုသူမြင်လို့ကျင့်တ်တာလားသို့မဟုတ်မျက်စိရှိတဲ့ပုဂ္ဂိုလ်ပြောတဲ့စကားကိုရှုံးကြည့်လို့လားဆိုအရှင်ဂေါတမသူမမြင်ပါဘူးတဲ့သူလည်းတကယ်မသိပါဘူးမြင်လည်းမမြင်ဘူးတဲ့သူမျက်စိမှာမကောင်းတာအဲ့ဒီသုံးမွေးနဲ့စီဆိုးနေတဲ့အဝတ်ညစ်ပတ်နေတဲ့အဝတ်ကြီးကိုတဲ့ခုနကမျက်စိရှိတဲ့ပုဂ္ဂိုလ်တယောက်ကလိမ်လဲလှည့်စားပြီးတော့ပြောလိုက်လို့သူ့ကိုယုံကြည်ပြီးတော့ဒီအဝတ်ကြီးကိုဝတ်ထားပါအဲ့တော့မြတ်စွာဘုရားပြောတယ်အေးမာဂဏီကမင်းတို့ပရပိုက်တွေဟာလည်းပဲဒီအတိုင်းပဲနော်မင်းတို့ပရပိုက်တွေဟာလည်းဒီအတိုင်းပဲဘာမှအမြင်မရှိအသိဉာဏ်မရှိစက်မျက်စိမရှိပဲနဲ့ဒီလိုအသိဉာဏ်မရှိပဲနဲ့ခန္ဓာကိုယ်ကြီးကိုအာရောချနိဗ္ဗာန်လို့ဒီခန္ဓာကိုယ်ကြီးမှာပဲကျမ်းမာမှုဆိုတာရှိတယ်ဒီခန္ဓာကိုယ်ကြီးမှာပဲနိဗ္ဗာန်ဆိုတာရှိတယ်ဆိုပြီးတော့မင်းတို့ပြောနေကြတာတဲ့မင်းတို့ဟာမျက်မမြင်တဲ့ပုဂ္ဂိုလ်တယောက်ကအဝတ်ဖြူကြီးကိုကောင်းလိုက်တာဝတ်နေတာ ਨੇ တူတယ်လို့ပြောတာမြတ်စွာဘုရားသူတို့တကယ်သိတာလည်းမဟုတ်ပဲနဲ့မင်းတို့ပြောနေကြတယ်ပေါ့ဒီကာထာဟာတကယ်ကတော့ရှေးက
ဖရာတွေဟောခဲ့တဲ့ဂါထာဖြစ်တယ်ပေါ့ရှေးဖရာတွေဟောသွားတဲ့ဂါထာပဲဖြစ်တယ်တခါတရံရှေးကဖရာတွေရဲ့တရားတွေကလက်ကျန်တာတွေရှိတယ်ဥပမာကသဝဖရာလက်ထက်ကကသဝဖရာဟောသွားတဲ့သုတ်တန်တစ်ခုဆိုရင်အာမဂဏသုတ်လို့ခေါ်တယ်အဲ့ဒီသုတ်ဟာကောရမဖရာလက်ထက်မှာပြန်ဟောပေးတယ်ကသဝဖရာဟောခဲ့တဲ့သုတ်ပဲအဲ့သုတ်နောက်တစ်ခါအလဝကပိတုရဲ့မိဘတွေကကသဝဖရာစီကနေပြီးတော့တရားနာပြီးအမေးဖြေဂါထာတွေကိုသူတို့ရထားတယ်အဲ့ဒီအမေးဖြေဂါထာတွေကိုသူတို့နှုတ်တဲ့ရတယ်အဲ့တော့မိဘတွေမရှိတဲ့ကအလဝကထိဂါထာတွေသူမေ့သွားတော့အမေးဂါထာလောက်ပဲကျန်တော့တယ်အဖြေဂါထာတွေသူမေ့သွားတယ်အဲ့ဒါကသဝဖရာလက်ထက်ကဂါထာတွေပဲကိန္တုရဝိတံပုရိတတသစ္ထံလောကမှာတရားတရားရဲ့အကောင်းဆုံးပစ္စည်းဥစ္စာဆိုတာဘယ်ဟာလဲဆိုတာအဲ့ဒီမိကွန်းရဲ့ဖြေကိုကောရမဖရာနဲ့တွေ့တဲ့အခါမှာကောရမဖရာကထပ်ပြီးတော့ဟောပေးတာတတ္တိတဝိတံပုရိတတသစ္ထံယောက်ျားရဲ့အကောင်းဆုံးပစ္စည်းဆိုတာဥစ္စာဆိုတာတထာကိုခေါ်တယ်လို့အဲ့တော့အဲ့ဒီဖြေကကသဝဖရာဖြေခဲ့တဲ့ဖြေဒီဂါထာတွေကကသဝဖရာလက်ထက်ကအမေးနဲ့ဖြေနဲ့အစုံလိုက်ရှိတယ်နောက်ပိုင်းမှာအမေးဂါထာတွေပဲသူရပြီးတော့ဖြေဂါထာတွေမေ့ကုန်နော်မြတ်စွာဘုရားအဲ့ဒီကြွတဲ့အခါမှာသူဒီအဖြေတွေလိုချင်လို့ဘုရားကိုမေးတဲ့အခါမြတ်စွာဘုရားကဖြေပေးတာအဲ့ကြတော့မှသူဘုရားကိုချီးညွတ်သွားတာအလဝကဖိတုကနောက်တော့သောတာပန်ဖြစ်သွားတယ်အဲ့ဒါလို့ပဲအခုပြောတဲ့အရောချပရမလာဘနိဗ္ဗာန်ပရမန်ဒုက္ခအထင်ကြီးကောစမက္ကနာခေမံအပဒခာပိနံဆိုတဲ့ထိခါတာဟာကောရမဖရာမပွင့်ခင်ကရှေးဖရာတွေဟောခဲ့တဲ့ဂါထာတဲ့အဲ့ဒီဂါထာကိုအစဉ်အဆက်မှတ်သားထားပြီးတော့အထိပ္ပယ်ကြတော့နားမလဲကြတော့ဘူးပေါ့နော်ဒါမှမဟုတ်ယောဂကင်းနေကြမှာလဲဆိုတာဒီခန္ဓာကိုယ်ကြီးပြောတာပေါ့နိဗ္ဗာန်ဆိုတာလည်းဒီခန္ဓာကိုယ်ကြီးပြောတာပေါ့လို့သူခန္ဓာကိုယ်ကြီးကိုပုတ်လိုက်တတ်လိုက်နေမာဂဏိယကအဲ့လိုပြောတယ်ပြောတော့မြတ်စွာဘုရားကဒီဥပမာနဲ့သူ့ကိုပြောတာမျက်စိမမြင်တဲ့လူမျက်စိမြင်တဲ့ကောင်ကလှည့်စားပြီးတော့မဟုတ်တဲ့ကိုလှုပ်သွားတယ်စီဆိုပြီးညစ်ပေနေတဲ့သူ့နဲ့ရဲ့အမွှေးနဲ့ရဲလောက်ထားတဲ့ဝတ်ကြီးကိုဝတ်ဖြူကြီးဆိုပြီးတော့တန်ရှင်းတဲ့ဝတ်ကြီးဆိုပြီးတော့သူကခုံယူကြွားဝါနေတယ်တကယ်ကတော့သူ့ဝတ်လည်းသူမမြင်ရဘူးဟိုကောင်ကအဖြူဆိုလို့လိုက်ဖြူတာတကယ်ကတော့မဲလို့မှခောက်နေတာနော်မဲနဲ့နေတဲ့ဝတ်ကြီးဟိုလူကတက်တက်လိန်ညာပြီးတော့လှုပ်လိုက်တာမျက်စိကမမြင်တော့မသိဘူးအဲ့ဒီလူကိုယုံပြီးတော့အဝတ်ဖြူဆိုပြီးတော့ဝတ်နေတာမင်းတို့လည်းပဲထိတိုင်းပဲနော်ဒီဂါထာဟာတကယ်ကတော့ဘုရားဟောခဲ့တဲ့ဂါထာရှေးဘုရားတွေဟောခဲ့တဲ့ဂါထာဖြစ်တယ်အခုမှပုရုဇဉ်တွေလက်ထဲရောက်ပြီးတော့အထိပ္ပယ်ကိုပြည့်စုံအောင်နားမလည်တဲ့ဂါထာဖြစ်သွားတယ်လို့မြတ်စွာဘုရားဒါကိုထောက်ပြပြီးတော့ဒီမှာတရားဟောတယ်မြတ်စွာဘုရားအယံကောမာဂဏိယကာယောတဲ့မာဂဏိယငါပြောမယ်အာတို့ရဲ့ physical body ဆိုတဲ့ဒီယုတ်ခန္ဓာကြီးဟာရောဂပုတ္တောယောဂကြီးပဲဟုတ်တယ်လေခန္ဓာကိုယ်ဆိုတာရောဂဆိုတာနာကျင်တာကိုရောဂလို့ခေါ်တယ်ရောစတိတိရောဂဆိုတာနာကျင်မှုပဲခန္ဓာကိုယ်ကြီးအမြဲနာကျင်နေတာလေချုပ်ခန္ဓာကိုယ်ကြီးအမြဲနာနေတာပဲကြာကြာထိုင်လဲနားလာကြာကြာရနေလဲနားလာပြန်ကြာကြာအိတ်နေလဲနားလာပြန်ညောင်းညာပြီးတော့ခန္ဓာကိုယ်ကြီးကဣရိယာပုတ်ပြောင်းပြီးတော့ပေးနေရတာတနေရာထဲမှာသူတို့အကြိုက်နေလို့မရဘူးဒါကြောင့်ခန္ဓာကိုယ်ကြီးကယောဂကြီးပဲမြတ်စွာဘုရားကသုတ်တန်တစ်ခုမှလည်းဟောခဲ့တယ်ယောဘိကွေရူပတဥပ္ပါရောဒုက္ခတိသောဥပ္ပါရောရောဂနံထိတိထို့တွေရလာတဲ့ရှုပ်တရားရဲ့ဖြစ်ပေါ်လာမှုဆိုတာတဲ့ဒုက္ခရဲ့ဖြစ်ပေါ်လာမှုပဲဒ
ဒုက္ခရဲ့ဖြစ်ပေါ်လာတာဖြစ်တော့ကြောင့်ယောဂရရှိလာခြင်းပဲဖြစ်တယ်အဲ့တော့ယောဂဆိုတခြားရှာမနေနဲ့ကိုယ်ခန္ဓာကိုယ်ကတရုပ်တရားကြီးကယောဂနော်လူကိုနာကျင်အောင်နေမကောင်းတဲ့အခါမှာယောဂကလူကိုနှိပ်စက်တယ်လို့ပဲဒီခန္ဓာကိုယ်ရဲ့လည်းလူကိုအမြဲနှိပ်စက်တာဟိုနာနာလိုက်ဒီနာနာလိုက်ပဲနာကျင်နေတာပဲသူပြောတာရောဂဖုတော်ယောဂကြီးပဲတဲ့ကန္ထဖုတော်ခန္ဓာဆိုတာဘူးလုံးကြီးတွေပေါက်လာအာရအမဖူးကြီးတွေပေါက်ပြီးဖူးရောင်လာတယ်ခန္ဓာဖုတော်အမဖူးကြီးတွေပေါက်လာတယ်တန်လဖုတော်ဆူဆူနေဘလောက်နာခန္ဓာကိုယ်ကြီးကအဲ့ဒီဆူဆူထားတဲ့တန်ရလို့ပဲတဲ့အမြဲနာနေတယ်အခါဖုတော်ဒုက္ခတုံကြီးပဲတွေ့ခန္ဓာကိုယ်ကဘယ်နေရာမှာတတ်တာမဟုတ်ဒုက္ခပဲအာဘာဒဖုတော်လူကိုနှိပ်စက်နေတာပဲအာဘာဒဆိုတာအမြဲမပြတ်နှိပ်စက်နေဒီခန္ဓာကိုယ်ရဲ့ပဲနှိပ်စက်နေတာတော့မို့ခန္ဓာကိုယ်ရဲ့အကြောင်းကိုမြတ်စွာဘုရားဒီနေရာမှာဒီမာဂဏိယပြပိုက်ကိုခေါ်လိုက်တာအယံကာယောဒီ physical body ဆိုတဲ့ဒီကိုယ်ကာယကြီးဟာယောဂဘုဒ္ဓယောဂတော်ကြီးပဲခန္ဓာဘုဒ္ဓအာရအမဖူလုံးကြီးပဲတန်လဘုဒ္ဓဆူဆူနေတဲ့အရာကြီးပဲအခါဘုဒ္ဓဒုက္ခဖြစ်နေတဲ့အရာကြီးပဲအာဘာဒဘုဒ္ဓနှိမ့်ဆက်နေတဲ့အရာကြီးပဲလို့ဒါဟာဒုက္ခလက္ခဏာကိုရှင်းပြီးတော့ပြောလိုက်တဲ့စကားပဲရောဂခန္ဓာတန်လနော်အခါအာဘာဒဆိုခန္ဓာကိုယ်ကြီးရဲ့ဒုက္ခကိုမြတ်စွာဘုရားအနိစ္စဒုက္ခအနတ္တဆိုတဲ့မဲ့ဒုက္ခရှုတော့ငါဒီပြောလိုက်တယ်အဲ့တော့ခန္ဓာကိုယ်ကြီးဆိုတာအမြဲတမ်း तू ကခန္ဓာကိုယ်ကြီးကိုပုတ်တက်ပြီးတော့အာရောကြယောဂကင်းတယ်ဆိုတာဒီခန္ဓာကိုယ်ကြီးပြောတာပါလို့ဆိုမဟုတ်ဘူးမြတ်စွာဘုရားခန္ဓာကိုယ်ကြီးကယောဂကြီးမင်းပြောတာကြီးကမဟုတ်ဘူးခန္ဓာကိုယ်ကြီးကယောဂကင်းတာမဟုတ်ဘူးခန္ဓာကိုယ်ကြီးကယောဂကြီးဆိုတာကိုရှင်းပြတာနော်သောဣမံတွန်ဣမံကာယံရောဂဗုဒ္ဓံခန္ဓာဗုဒ္ဓံသံလဗုဒ္ဓံအခါဗုဒ္ဓံအဘာရဗုဒ္ဓံဣဒန္တံဘောဂောရမအရောချံဣဒန္တနိဗ္ဗာနတိမင်းကဒီလိုယောဂရုံကြီးဆင်းရဲရုံကြီးဒီအမာကြီးလူဖူလုံးကြီးလူဖြစ်နေတယ်နော်အာရမလူဖြစ်နေတယ်ဒီခန္ဓာကိုယ်ကြီးကိုယောဂဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးကိုဣဒန္တံဘောဂရမအရောချံဣဒန္တနိဗ္ဗာန်ဒါပါပဲယောဂကင်းတယ်ဆိုတာဒီခန္ဓာကိုယ်ကြီးမှာပဲနိဗ္ဗာန်ဆိုတာလေဒီခန္ဓာကိုယ်ကြီးမှာပဲဆိုပြီးတော့မင်းအဲ့ဒါလို့ပြောတယ်တဲ့မာဂဏိယမင်းအဲ့ဒါလို့ပြောတာဟာတဲ့မင်းမှာမြင့်မြတ်တဲ့ဓမ္မအတိဓမ္မမျက်လုံးမင်းမရှိဘူးတဲ့ခန္ဓာကိုယ်ကြီးဟာယောဂရုံကြီးဆိုတာမင်းသိနိုင်တဲ့မျက်လုံးမဲမှာမရှိလို့ခန္ဓာကိုယ်ကြီးကိုအာရောချယောဂကင်းတယ်လို့မင်းထင်နေတာတဲ့ခန္ဓာကိုယ်ကြီးမှာနိဗ္ဗာန်ဆိုအငြိမ်းလည်းမရှိဘူးတဲ့မရှိလို့မင်းဟာမြင်နိုင်တဲ့မျက်စိမရှိလို့အဲ့ဒါလို့ပြောနေတာမြတ်စွာဘုရားနှိပ်ကွက်တယ်သူအဲ့ဒီပါနော်မင်းမမြင်နိုင်တဲ့မျက်စိမရှိလို့မင်းကဒါကိုအဟုတ်ကြီးလုပ်ပြီးတော့ခန္ဓာကိုယ်ကြီးကိုယောဂကဲတဲ့အရာနိဗ္ဗာန်ဆိုပြီးတော့ပြောနေတာတဲ့ဆိုတော့မာဂဏိယကနည်းနည်းလေးသူ့ပေါ်ဖိလိုက်တဲ့အခါမှာဧဝံပတနောဟံဘောဂောရမတဘောဓဂောရမတပဟောတိမေဘောဂောရမောတထဓမ္မနေတိတောယထာဟံအာရောချံသာနေယနိဗ္ဗာနံပတိယအရှင်ဂေါရမပေါ်မှာကျွန်ုပ်လုံးဝယုံကြည်ပါတယ်တဲ့ရှင်ဂေါရမဟာကျွန်ုပ်နားလဲအောင်အာရောချယောဂကင်းနေဆိုတာဘယ်ဟာနိဗ္ဗာန်ဆိုတာဘယ်ဟာကျွန်ုပ်ကိုနားလဲအောင်ရှင်းပြနိုင်တယ်လို့ကျွန်ုပ်ယုံကြည်ပါတယ်မြတ်စွာဘုရားစီသူကတရားတောင်းမှတဲ့သဘောပေါ့နော်ဒါကိုသူနားလဲအောင်ရှင်ဂေါရမပြောနိုင်လိမ့်မယ်လို့သူယုံကြည်ပါတယ်လို့ဆိုတော့မြတ်စွာဘုရားသူ့ကိုတစ်ခါပြန်နှိပ်ပြန်တရားမဟောသေးပဲနဲ့ပြန်နှိပ်တယ်အေးမွေးရပါမျက်စိနှစ်ကွင်းအလင်းမရတဲ့ကောင်
စေသမားတွေခေါ်ပြီးတော့မျက်စိနေခတ်ခွဲစိတ်ကုသဒါပဲလို့သူကမျက်စိကမမြင်ဘူးတဲ့အဲ့ဒီမျက်လုံးကန်းနေလို့ကုမရတဲ့မျက်လုံးကိုကုလိုက်တဲ့အခါစေသမားသာစေဘဝါကတွေသာကုန်ပြီးတော့စေသမားလည်းပဲစေကုရတဲ့ပင်မကျိုးပဲရှိတယ်ဘာမှအကျိုးမရှိသလိုပဲမင်းကိုငါကနေပြီးတော့အရောကြဆိုတာဒါနိဗ္ဗာန်ဆိုတာဒါဆိုတာကိုမင်းသိအောင်ငါပြောရမယ်ဆိုလို့ရှိရင်မင်းကတော့သိမှာမဟုတ်ဘူးငါပဲပင်မမှာပဲဘာလို့လို့ဆိုမင်းသိနိုင်တဲ့ဉာဏ်မှမရှိတာဆိုဖျားထပ်ပြီးတော့နှိပ်ကွက်တဲ့သူနှိပ်ကွက်တဲ့အခါကျသူထပ်လျှောက်တယ်ရှင်ဘုရားပေါ်မှာတပည့်တော်လုံးဝယုံကြည်ပါတယ်ရှင်ဘုရားဟာတပည့်တော်ကိုနားလဲအောင်ရှင်းပြနိုင်လိမ့်မယ်ယောဂကိနေဆိုတာပဲဟာနိဗ္ဗာန်ဆိုတာပဲဟာတပည့်တော်မြင်နိုင်အောင်သိနိုင်အောင်ရှင်ဘုရားရှင်းပြနိုင်တယ်လို့ရှုံးကြည့်ပါတယ်လို့ထပ်လျှောက်တဲ့အခါကျတော့မြတ်စွာဘုရားကခုနဥပမာနဲ့ပဲပြန်ဆက်ပြီးတော့ဟောတယ်အေးမျက်စိနှစ်ကွင်းလင်းမရတဲ့ပုဂ္ဂိုလ်ဟာသူ့မျက်လုံးကကုလို့ရဆေးဆရာကခွဲစိတ်ကုသပြီးကုလိုက်တဲ့အခါမှာသူဟာမျက်စိမြင်လာတယ်နော်အဲ့လိုမျက်စိမြင်လာတယ်ဆိုအခါမျက်စိမြင်လာတဲ့အခါကျတော့ဆေးကုသမှုကိုအကြောင်းပြုပြီးတော့မျက်စိကကောင်းလာတယ်ကောင်းလာတဲ့အခါကျတော့ခုနသူ့ကိုလှည့်စားပြီးတော့ဒါစင်ကြယ်တန်ရှင်းတဲ့အဝတ်ဖြူကြီးပါဆိုတဲ့လိန်ထားတဲ့ကောင်ကိုသူတွေးလိုက်တဲ့အခါကျတော့တကယ်ကိုမဲကျုပ်ပြီးတော့စီရီလင်းလင်းပေးနေတဲ့သူ့နဲ့အမွေနဲ့ရက်ထားတဲ့အဝတ်ကြီးကိုမြင်တဲ့အခါကျတော့အဲ့ဒီကောင်ကိုတတ်ချင်တဲ့စိတ်တွေပေါက်သွားတယ်သူ့လိန်ရမလားလို့ဆိုပြီးတော့သူကမျက်စိကမြင်လာပြီအဲ့ကြတော့နော်အဲ့ဒီမျက်စိမြင်လာတဲ့အခါကျတော့သူ့ပေါ်မှာလိန်လေလှည့်ပြားထားတဲ့ပုဂ္ဂိုလ်ရန်သူတကယ်ကိုမိတ်ဆွေမဟုတ်တဲ့ရန်သူတို့စိတ်ထဲမှာဖြစ်လာပြီးနောက်ဆုံးမှတတ်ချင်ဖြတ်ချင်စိတ်တွေတောင်ဖြစ်လာတယ်ပေါ့ဒီကောင်ငါ့ကိုလိန်လေလှည့်စားပြီးတော့နေပေါင်းကြာငါဒါကြီးဝတ်ပြီးတော့နေရတယ်ဆိုပြီးသူဟာအဲ့လိုစိတ်တွေဖြစ်လာမှသိချတယ်တဲ့နော်အဲ့လိုစိတ်တွေဖြစ်လာမှသိချတယ်ပြီးတော့ငါကိုနှစ်ပေါင်းများစွာအခုလို့သူ့နဲ့မှွေစီရညစ်ပေနေတဲ့သူ့နဲ့မှွေကြီးနဲ့လိန်လဲပြီးတော့ငါကိုလှုပ်ရက်ပလေလို့နော်အဲ့ဒီလူကိုသူတတ်ချက်ပြချက်တွေရှိလာတယ်အေးအဲ့ဒီတိုင်းပဲတဲ့ငါကမင်းကိုရှင်းပြမယ်ရှင်းပြတဲ့အခါမှာနိဗ္ဗာန်ဆိုတာအရောကြဆိုတဲ့ကျမ်းမာမှုကဒီမှာအဆုံးရှိတယ်နိဗ္ဗာန်ဆိုတာဒီမှာရှိတယ်လို့ငါကရှင်းပြတောင်းမှပဲမင်းကအရောကြဆိုတာမသိဘူးနိဗ္ဗာန်ဆိုတာလည်းမင်းမြင်မှမဟုတ်ဘူးနော်နိဗ္ဗာန်ဆိုတာမြင်မှမဟုတ်ဘူးအဲ့ဒီမြင်နိုင်တဲ့မျက်လုံးမရှိလို့မင်းမြင်လာမှာမဟုတ်ဘူးအကယ်၍မြင်ငါကပြောပြလို့အသိဉာဏ်ရလာလို့မြင်နိုင်တဲ့မျက်လုံးဖြစ်လာမယ်ဆိုရင်မင်းဟာဥပါဒณะခန္ဓာ၅ပါးအပေါ်မှာတွေ့တာဆွဲလန်းနေတဲ့တဏှာကိုဖယ်နိုင်မှာဖြစ်တယ်တဲ့အဲ့ဒါလို့ဖယ်လိုက်တဲ့အခါကျတော့မှနှစ်ပေါင်းများစွာငါဟာဒီယုတ်ခန္ဓာကိုယုတ်တရားကြီးကိုဆွဲလန်းနေတာပါလားဝေဒနာကိုဆွဲလန်းနေတာပါလားတင်ညာကိုဆွဲလန်းနေတာပါလားသင်္ခါရကိုဆွဲလန်းနေတာပါလားဝိညာဉ်ကိုဆွဲလန်းနေတာခန္ဓာ၅ပါးကိုငါဆွဲလန်းနေတာပါလားလို့ငါရှင်းပြတဲ့အခါမှာမင်းဓမ္မမျက်စိပေါ်လာရင်တော့မင်းသိလာလိမ့်မယ်တဲ့သိလာပြီးတဲ့အခါမှာဥပါဒနာပစ္စယဘဝဒီဆွဲလန်းမှုတွေကြောင့်ကာမဘဝဆိုတာဖြစ်တယ်ဘဝပစ္စယဇာတိကာမဘဝအကြောင်းဇာတိဆိုတဲ့ခန္ဓာရပြန်တယ်ဇာတိပစ္စယသရမရဏံသောကပရိဒေဝဒုက္ခဒေါမနတုပါယတတမောတိ
စာတိကြောင့်အိုခြင်းနာခြင်းဆိုတာဖြစ်တယ်အိုခြင်းသေခြင်းဆိုတာဖြစ်တယ်သောကပရိဒီဝဒုက္ခဒေါမနတဥပါယတဆိုတဲ့ဆိုရင်ခြင်းကိုကြွေးခြင်းကိုဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်ပင်ပန်းခြင်းဆိုတဲ့ဒီဒုက္ခတွေဖြစ်လာနောက်ဆုံးမှာအလုံးဟာဒုက္ခတန်တန်ဒီဒုက္ခတွေကြီးပဲအစုဟာဖြစ်လာမှာဖြစ်တယ်လို့မြတ်စွာဘုရားထီလို့အသိဉာဏ်ရတာမှာဖြစ်တယ်လို့ငါဟောလိုက်လို့မင်းသဘောပေါက်သွားရင်တော့ဒုက္ခဆိုတာမြင်လာလိမ့်မယ်လို့ပြောတော့မာဂဏိယလျှောက်တယ်အရှင်ဘုရားအပေါ်မှာတပည့်တော်ယုံကြည်ပါတယ်တဲ့အရှင်ဘုရားတပည့်တော်ကိုရှင်းပြနိုင်မယ်တပည့်တော်ဟာဒီနေရာကနေပြီးတော့မျက်စိမကန်းမဲအမြင်မျက်စိကောင်းပြီးတော့ပြန်ထနိုင်လိမ့်မယ်လို့တပည့်တော်ယုံကြည်ပါတယ်နော်သူအခုချိန်မှာမျက်စိကဓမ္မစက္ခုမရှိတော့သူမျက်စိကန်းနေတယ်ပေါ့မြတ်စွာဘုရားဟောတဲ့တရားကိုသူနားမလဲတော့တပည့်တော်ယုံကြည်ပါတယ်တဲ့အရှင်ဘုရားအပေါ်မှာအားကိုးပါတယ်ဒီနေရာကထားတဲ့အခါတပည့်တော်မျက်စိနှလုံးအမြင်ရပြီးတော့ထနိုင်လိမ့်မယ်လို့ရှုံးကြည့်ပါတယ်လို့ဆိုတော့မြတ်စွာဘုရားကသူ့ရဲ့ဝန်ခံကတိယဒါဆိုရင်မာဂဏိယနံပါတ်1တပ္ပုရိသေပစေယတိတရားဓမ္မသိတဲ့သူတော်ကောင်းတွေစီချင်းကတ်တယ်ဒါနံပါတ်1လောက်ရမယ်လို့တပ္ပုရိသေပစေယတိသူတော်ကောင်းတွေကိုချင်းကတ်ရှတောတောမာဂဏိယတပ္ပုရိသေပစိတ္တိတတောတောမာဂဏိယတတ္တမသုတ္တိမင်းသူတော်ကောင်းတွေကိုချင်းကပ်လို့ရှိရင်သူတော်ကောင်းတရားကိုနာရလိမ့်မယ်နော်သူတော်ကောင်းကိုချင်းကပ်မှသူတော်ကောင်းတရားကိုနာခွင့်ရမှာဒါကြောင့်မို့နံပါတ်1သူတော်ကောင်းတရားသူတော်ကောင်းတွေကိုချင်းကပ်သူတော်ကောင်းတွေချင်းကပ်လို့ရှိရင်သူတော်ကောင်းတရားနာရလိမ့်မယ်အဲ့သူတော်ကောင်းတရားနာရပြီဆိုတဲ့အခါမှာသူတော်ကောင်းဟောတဲ့တရားအတိုင်းဓမ္မာနုဓမ္မအားတဲ့ဓမ္မအားသင်လျော်တဲ့အနုဓမ္မဆိုတဲ့ကျင့်စဉ်ကိုမင်းဟာကျင့်နိုင်မှာဖြစ်တယ်အဲ့ဒီလိုကျင့်စဉ်ကိုကျင့်ပြီးဆိုတော့မှမင်းကိုယ်တိုင်သိလိမ့်မယ်ဣမေရောဂခန္ဓာတန်လာဣဒရောဂခန္ဓာတန်လာနော်အပရိသေတာနေရုသန္တိဒီနိဗ္ဗာန်ဆိုတဲ့တရားမှာဒီယောဂလို့ခေါ်တဲ့ခန္ဓာတွေဟာဒီမှာပဲချုပ်သွားလိမ့်မယ်ယောဂလို့မြားညောင်ကြီးတို့နော်အနာအိုင်အမာကြီးတို့ပြောဆိုရတဲ့ဒီယုံ nant ခန္ဓာတွေဟာဒီနိဗ္ဗာန်မှာပဲချုပ်ဆုံးသွားမှာဖြစ်တယ်နော်နိဗ္ဗာန်မှာပဲချုပ်ဆုံးသွားမှာဖြစ်တယ်ဥပါဒံချုပ်လို့ရှိရင်ဘဝချုပ်တယ်ဒါချုပ်တယ်ဆိုတာနိဗ္ဗာန်မဲ့အနေနဲ့ချုပ်လိုက်တာဥပါဒနာနိရောဓဘဝနိရောဓမဲ့နဲ့ဥပါဒံချုပ်သွားပြီဆိုရင်ဘဝလည်းချုပ်တယ်ဘဝနိရောဓဇာတိနိရောဓကာမဘဝချုပ်သွားရင်ဇာတိဆိုတဲ့ဥပပတ္တိဘဝလည်းချုပ်တယ်ဇာတိနိရောဓစရမရဏဇာတိချုပ်သွားလို့ရှိရင်လည်းစရမရဏချုပ်တယ်သောကပရိဒီဝဒုက္ခဒေါမနတုပါဒနိရောဓန္တိဆိုရင်ငိုကြွေးခြင်းကိုယ်ဆင်းရဲခြင်းစိတ်ဆင်းရဲခြင်းစိတ်ပင်ပန်းခြင်းဆိုတဲ့ဒုက္ခတွေလည်းအကုန်လုံးချုပ်ဆုံးသွားလိမ့်မယ်ဒီနည်းနဲ့ဒုက္ခအစုတတ်ချုပ်ငြိမ်းသွားတာဖြစ်တယ်လို့တော့ခုနပြောတဲ့ရောဂါတွေချုပ်ဖို့ဆိုတာဒီနိဗ္ဗာန်ကြမှာပဲချုပ်နိုင်တယ်ဆိုတဲ့အကြောင်းကိုမြတ်စွာဘုရားရှင်းလင်းပြီးတော့ဒါနိဗ္ဗာန်ရောက်တဲ့တရားကိုဟောလိုက်တာပဲเนาะဝိပဿနာဉာဏ်အနေနဲ့ဟောလိုက်တာအေးသူတော်ကောင်းတွေဆင့်ကပ်သူတော်ကောင်းတရားကိုနာသူတော်ကောင်းတွေပြတဲ့တရားဓမ္မကိုချင့်ကြံကြွကိုအထုတ်တဲ့အဲ့လိုအထုတ်ပြီးဆိုရင်မင်းကိုယ်တိုင်သိလိမ့်မယ်နော်ယောဂဆိုတာလည်းမင်းကိုယ်တိုင်သိလိမ့်မယ်ယောဂချုပ်တဲ့နေရာကိုလည်းမင်းကိုယ်တိုင်သိလိမ့်မယ်ငါပြောရမှာမဟုတ်ဘူးကိုယ့်အကူသိလိမ့်မယ်အဲ့လိုချုပ်တယ်ဆိုတာဒီလိုသိသွားလိမ့်မယ်လို့ဏိဂုံးချုပ်နဲ့မြတ်စွာဘုရားကဒီလိုရှင်းပြလိုက်တဲ့အခါမှာမာဂဏိယပြပိုက်ကမြတ်စွာဘုရားကိုလျှောက်တယ်အရှင်ဂေါရမရှင်ဘုရားရဲ့ရှင်းပြချက်ဟာနှစ်သက်ဖွယ်ကောင်းလာပါပြီတဲ့ဥပမာအဖြစ်ပြောရမယ်ဆိုရင်မှောက်ထားတဲ့အရာဝတ္ထုကိုလှမ်းပြီးတော့ပြလိုက်တယ်လို့
ဖုံးကွယ်ထားတဲ့အရာတစ်ခုကိုဖွင့်ပြလိုက်သလိုလမ်းခရီးမှာတွေ့ဝေးနေတဲ့ပုဂ္ဂိုလ်လမ်းပြလိုက်သလိုအမှောင်ထဲမှာမိထွန်းပြလိုက်သလိုအမတမရှင်းပြီးတော့သူဟာမြင်ရပါတယ်အရှင်ဂေါတမဟာတပည့်တော်ကိုဤမျိုးမျိုးနဲ့တရားဓမ္မတွေကိုဟောဖို့ပြသည့်အတွက်ကြောင့်တပည့်တော်ဟာအရှင်ဂေါတမကိုကိုးကွယ်ရအနေနဲ့စိတ်ကပ်ပါတယ်ရှင်ဂေါတမဟောတဲ့တရားကိုလည်းကိုးကွယ်ရအနေနဲ့စိတ်ကပ်ပါတယ်ယဟန်တန်ဃာတွေကိုလည်းကိုးကွယ်ရအနေနဲ့စိတ်ကပ်ပါတယ်ဒါကြောင့်ရှင်ဂေါတမရဲ့ထံမှာရှင်သာမဏေဖြစ်ခွင့်နဲ့ယဟန်ဖြစ်ခွင့်ရချင်ပါတယ်လို့တခါလည်းလျှောက်တယ်လျှောက်တော့မြတ်စွာဘုရားပြောတော့မာဂဏိယမင်းတို့ဘာသာခြားတွေသာသနာ့ဘဝဉ္ဇဉ်နဲ့ဆိုလို့ရှိရင်တဲ့4 လဆိုင်ပြီးတော့ကျင့်ဝတ်တစ်ခုကိုကျင့်ရမယ်4 လစောင့်ကြည့်တာခံရမယ်ဒိဋ္ဌိယပရိဝါဒလို့ခေါ်တယ်တော့သူကပြပိုက်အဝတ်နဲ့သာသနာ့ဘဝဉ္ဇဉ်နဲ့ဆိုချက်ချင်းခွင့်မပြုဘူးမြတ်စွာဘုရားမလို့ခွင့်မပြုတာတော့ဆိုဒီလူတွေကအယူတစ်ခုလွတ်ဖို့ဆိုတာတော့ခက်တယ်နော်သူတို့ငကိုဆွဲနေတဲ့အရာဝတ္ထုကိုမလွတ်ဘူးသူတကယ်စိတ်ပါလားမပါဘူးလားဆိုတော့မြတ်စွာဘုရားသူတို့ကိုစမ်းသပ်တဲ့အနေနဲ့4 လဆိုင်ရမယ်မင်းတို့4 လဆိုင်ပြီးတော့ကျင့်နှလောက်အောင်ဒီသာသနာရဲ့စိကံတွေကိုလိုက်နာရမယ်နော်အဲ့တော့4 လဆိုင်ရမယ်4 လလွန်တဲ့အခါမှာကျင့်နှလောက်ပြီးဆိုတော့မှယဟန်တွေကယဟန်ဖြစ်ခွင့်ပေးလိမ့်မယ်ဒါသာသနာတော်ရဲ့စိကံချက်ကိုပြောပြတာ4 လဆိုင်ရမယ်4 လဆိုင်ပြီးတော့ကျင့်နှလောက်ပြီးဆိုမှခွင့်ပြုမယ်အပိစမိထပုဂ္ဂလဝေမတ္တတာဝိရိတာနောက်ဆုံးပိတ်ပြောလိုက်တဲ့စကားလေးကမြတ်စွာဒီလိုစိကံရှိပေမဲ့လို့တဲ့တယောက်နဲ့တယောက်မတူဘူးဆိုတာတော့ငါနားလဲပါတယ်မြတ်စွာဘုရားအဲ့ဒါလေးပြောတာဒါလမ်းဖွင့်ပေးလိုက်တာပဲနော်လူရဲ့အခြေအနေကိုကြည့်ပြီးတော့ဥပဒေဆိုတာလူအခြေအနေကိုကြည့်ရတယ်ဥပဒေဆိုတာချမှတ်ထားတာမှန်တယ်သို့တော့ဒီဥပဒေတိုင်းတချို့ကလိုက်ဖို့သင့်တယ်တချို့ကျတော့ဒီဥပဒေတိုင်းလိုက်ဖို့မလိုဘူးသူ့ရဲ့စိတ်ဆန္ဒပြင်းပြနေတယ်ဆိုရင်ခွင့်ပြုတယ်အဲ့တော့မြတ်စွာဘုရားကဒါလေးကိုနောက်ဆုံးထည့်ပြောလိုက်တယ်အပိစမိထပုဂ္ဂလဝေမတ္တတာဝိရိတာဒါပေမဲ့လို့ဒီဥပဒေချက်လက်မှာတဦးနဲ့တူမတူဘူးဆိုတာငါသိပါတယ်လို့ပြောတော့သူကဘာလျှောက်တော့ရှင်ပြရတဲ့အညဒိဋ္ဌိယဖြစ်ဖူးတဲ့ပုဂ္ဂိုလ်ဟာဒီသာသနာတော်မှာရှင်ဖြစ်ခွင့်ယဟန်ဖြစ်ခွင့်ကို4 လဆိုင်ပြီးတော့ကျင့်ရမယ်4 လလွန်တဲ့အခါမှာကျင့်နှမှယဟန်ဖြစ်ကိုပြုမယ်ဆိုလို့ရှိရင်တဲ့4 လမကပါဘူးတပည့်တော်4 နှစ်လောက်ပါမယ်သူစိတ်ဓာတ်ကဘလောက်ပြင်းထန်လာတော့ဆိုဒါစိတ်ဓာတ်ကိုစမ်းသပ်လိုက်တာနော်အဲ့တော့4 လမကပါဘူးတဲ့တပည့်တော်က4 နှစ်ထိအောင်လိုက်နာပါမယ်4 နှစ်လွန်တဲ့အခါမှာတပည့်တော်ကိုရှင်းနှက်လို့ရှိရင်ရှင်ယဟန်ခွင့်ပြုပေးကြပါလို့အဲ့လိုရှောက်လိုက်တဲ့အခါကျတော့မြတ်စွာဘုရားသူ့ရဲ့စိတ်ဆန္ဒပြင်းပြမှုကိုကြည့်ပြီးတော့ခွင့်ပြုလိုက်တယ်ခွင့်ပြုလိုက်တော့သူကချက်ချင်းပဲရှင်ဘဝယဟန်ဘဝကိုရရှိသွားတယ်ယဟန်ဖြစ်လို့မကြခင်ပဲမာဂဏိယပြပိုက်ဟာမာဂဏိယဟာပြပိုက်ဘဝဖြစ်လာယဟန်ဖြစ်လာတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့တရားဓမ္မကျင့်စဉ်တွေကိုသင်ယူပြီးတော့ဧကောဥပကထောအပမတ်တောအာတာပိပိတ္တောတဲ့တပါးတဲ့ဆင်းရဲရသို့ကပ်ပြီးတော့သူဟာမမေ့မလျော့အာတာပိဆိုတာလုံးဝအာရုံစိုက်ပြီးတော့ကြိုးစားတယ်ပဟိတ္တောဆိုတာသူ့စိတ်ကတခြားမရောက်ဘူးလမ်းဆုံးပန်းနိုင်ဆိုတဲ့နိဗ္ဗာန်ကိုလုံးဝဥတည်ချက်ထားတယ်အသက်နဲ့ခန္ဓာကိုမငဲ့ဘူးနော်လုံးဝကြိုးစားတယ်မရမချင်းနော်မရမချင်းယဟန္တာမဖြစ်မချင်းသူဟာကြိုးစားအထုတ်မယ်ဆိုပြီးတော့ကြိုးစားလိုက်တာနောက်ဆုံးမှာသူယဟန္တာဖြစ်သွားတယ်ယဟန္တာဖြစ်သွားတဲ့အခါမှာသူကောင်းထဲမှာဘာသိလာတော့ခိနာစာတိနောက်ဘဝဆိုတာငါအတွက်မရှိတော့ဘူး
ဝတိတဗြဟ္မစရိယငါကျင့်သုံးတဲ့မြတ်သောအကျင့်ဟာလုံးဝပြည့်ပြည့်စုံစုံဖြစ်သွားပြီကတံကရဏီယံလှုပ်ရှားတွေငါလှုပ်ပြီးသွားပြီနာပရံဣဋ္ဌတယဒါအတွက်နောက်ထပ်ထပ်ပြီးတော့လှုပ်ရှားမရှိတော့ဘူးလို့သူကိုယ်သူသိပြီးဆုံးဖြတ်သွားတယ်ဆိုပြီးတော့ဏိကုံးချုပ်လေးမှာတော့အညတရောခောပနာယတမမာခန္ဒီယောရဟတံဟောတိအရှင်မာခန္ဒီယဟာအရင်တော့ပြပိုက်အရှင်မာခန္ဒီယဟာယခုဘုရားရဲ့တပိဿဝကယဟန္တာတွေထဲမှာတပါးပါဝင်ဖြစ်သွားပြီစင်းဝင်သွားပြီလို့ဆိုလို့တယ်ယဟန္တာဖြစ်စင်းဝင်သွားပြီထာမာခန္ဒီယတုတ်ဒါအနှစ်ချုပ်ပါပဲအဲ့တော့မြတ်စွာဘုရားကဒီမာဂဏိပုံနာကြီးရဲ့တူအရင်ဖြစ်တဲ့မာဂဏိပြပိုက်ကိုလည်းပဲအခုလိုတရားဓမ္မရှင်းလင်းဟောပြီးတော့ချေချွတ်တာဖြစ်တော့မာဂဏိပုံနာကြီးရဲ့သူ့ရဲ့မာဂဏိပုံနေမကြီးရဲ့သူ့တူတော်မောင်ဖြစ်တဲ့မာဂဏိပုံနာကြီးရဲ့တူတော်မောင်ဖြစ်တဲ့မာဂဏိယပြပိုက်ရဲ့ဒီမာဂဏိမျိုးနွယ်တွေဟာမြတ်စွာဘုရားရဲ့တရားဓမ္မကိုနာရလို့အကျွတ်တရားရရှိသွားကြတယ်အဲ့တော့သူတို့ကအနွယ်နာမည်လည်းဖြစ်နိုင်တယ်ပေါ့နော်မပါလို့ရှိရင်တော့အိန္ဒိယနိုင်ငံမှာခန္တီကြီးတို့ရှိတယ်လေသူတို့လည်းပဲခန္တီလို့နာမည်ပဲဖြစ်လိမ့်မယ်ခန္တီယမခန္တီယအဲ့ဒါလို့နာမည်တွေပေါ့ဟိုမှာရာချိခန္တီတို့စံချေခန္တီတို့နာမည်တွေရှိတယ်လေသူတို့လည်းပဲအဲ့ဒီလိုရှေ့ကနာမည်တွေဖြောက်တာပြီးတော့အနွယ်နာမည်နဲ့မာခန္တိယဆိုတဲ့အမျိုးအနွယ်တွေဖြစ်လောက်ဆရာရှိတယ်ပေါ့အဲဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မစ္စည်းမပါဏသပါဠိတော်မှာမစ္စည်းမနိကေမှာလာတဲ့မာခန္တိယတုတ်အနှစ်ချုပ်ကိုနာယူမှတ်သားကြရသဖြင့်မြတ်ဗုဒ္ဓရဲ့ဆုံးမတရားတော်များသိရှိနားလည်ကြပြီဖြစ်ကြကြုတ်ကိုပွားများအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓုသာဓုရှိစေချာရှင်ဖယားဖယားတပည့်တော်တို့သည်ဓမ္မအတိညာရရှိမှသာလျှင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ပါသောကြောင့်ဓမ္မအတိညာရရှိစေရန်ရှိတန်ကြလျက်ဓမ္မသဘင်ဆင်းကျင်ပါပြုလုပ်ကြ၍အမတဌာနဓမ္မဌာနတရားအလှတော်ကိုပေးတူကြပါကုန်၏တရားတော်မြတ်ကိုရွတ်သိလေးမြတ်စွာမမတ်သားသာအာယုထားလျက်နာကြားကြပါကုန်၏တရားတော်မြတ်ကိုတတ္တဗဝတ္ထုအဆုစုတို့ဖြင့်ပူဇော်ကြပါကုန်၏ယနေ့ယခုအာထုတ်ပြုလုပ်ကြရသောဤကောင်းမှုဤကုသိုလ်စုစုသည်နိဗ္ဗာန်ချမ်းသာ၏အကြောင်းထောက်ပံ့ဖြစ်ပါစေတည်းဤကောင်းမှု၏ဖို့ဘာကကိုအမိအဖအဖို့အဖွာဆရာသမားမှစ၍ကဘာသူကဘာသာလူနတ်မြမတတ္တဝအများတို့အားအမြအများဝေငှပါကုန်၏ကုသိုလ်အများကိုယ်စီရကြကုန်သည်ဖြစ်၍ကိုယ်စိတ်နှဖျားချမ်းသာကြသည်ဖြစ်ကြပါစေကုန်သတည်းအာရောသာသနာမြတ်မြတ်မြတ်ယောမူဇာဘောသာဓုသာဓုသာ
ယူတော်မူကြပါကုန်လောသာဓုသာဓုသာဓု ဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့ခင်ဗျာကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးအွန်လိုင်းအထူးတရားပွဲများဇူလိုင်လ20ရက်နေ့မှစ၍ခိတ္တခဏရက်နာမည်ဖြစ်ပါတယ်ပြန်လည်ဟောကြားမိရအားဓမ္မမိတ်ဆွေသူတော်စင်ပေါင်းတို့အားပါမောက္ခချုပ်ဆရာတော်ဓမ္မတပင်မှပြန်လည်ကြီးညာပေးမိဖြစ်ပါသောကြောင့်အသိပေးပန်ကြားအပ်ပါတယ်